အခုပြောတော့ကမီလန်ရဲ့မျိုးလေကောင်မှာရှိတဲ့ Starbucks ရဲ့ Reserve coffee ဆိုင်ပေါ့နော်အရင်ကဘာကျော်တဲ့ coffee ဆိုင်မှာရောက်နေတယ်ဒီကကျမကိုပြောရဲပေါ့နော်ဒီကပြောအမနေကအရာနေမှာ emotion ပေါ်ပြရတဲ့ information တွေပဲစိတ်ဝင်စားတယ်ပေါ့နော်တကယ်လဲကိုက information is my emotion ပဲဘာလဲဆိုဒီကိုရောက်တဲ့အချိန်ကျဒီရဲ့သမိုင်းကြောင်းကိုပဲကိုကသိချင်တယ်သမိုင်းကြောင်းကိုပဲကိုပို့ပြီးတော့အာယုံစိုက်မိရပေါ့နော်ဒီသမိုင်းကြောင်းကဆိုရင်အခုလူတွေကဒီမှာလူတွေပြစ်သိက်ခတ်နေရပဲနော်အဲ့လူတွေဘာလို့ပြစ်သိက်ခတ်နေရလဲဆိုတော့ Starbucks ကတကယ်နေအောင်ရောင်းစားတာပဲ Starbucks coffee ကတကယ် coffee ရတာကိုသိရသူဆိုရင်ဒီဗီဒီယိုကြည့်နေတဲ့သူတွေမှလည်းရှိပါလိမ့်မယ်နော် coffee ကိုတကယ်စစ်မှန်ပြီးအရန်ကောင်းတဲ့ရတာအခုတဲ့သူက Starbucks က coffee မကောင်းဒါဒီလည်းလက်ခံတယ်နော်လက်ခံနော် okay coffee လုံးဝမကောင်းဒါပေမဲ့ကျွန်တော်တန်းတန်းမှာဆိုရင် Starbucks coffee လုံးဝမတောက်ဘူးနော်အမဆိုလည်းတူတူပဲ Aussie မှာနေတဲ့က Starbucks coffee လုံးဝမတောက်ဘူးဒါပေမဲ့ဒီမှာကျတော့လူတွေကအများကြီးပဲလာပြီးတပုတ်ရိုက်ကြတယ်we also come ပေါ့အမတို့လည်းလာတယ်ဘာကြောင့်မို့လဲဆိုတော့ तू က coffee ရောင်းတဲ့နေရာမဟုတ်ဘူး it's a museum for coffee အဲ့တော့ဒီလိုလာချင်းမှာကိုယ့်ရဲ့ emotion ခံစားချက်ကဘာဖြစ်လဲဆိုတော့ oh my god ပြန်လာငါ Starbucks ကိုပုံမှန်ဆိုဝယ်မတောက်ဘူးဒါဘာဖြစ်လို့ဒီနေရာကိုသွားမှလဲအရန်အထဲမှာရန်လာတယ်ရန်မိုက်တယ်ဆိုတော့သိတယ်အဲ့မှာဝင်ချင်းမှာဘာဖြစ်လဲဆိုတော့သိချင်တာဘာဖြစ်လို့ဒီလိုမျိုးကြီးစောက်ထားလဲသိရမလားကိုကလေကိုယ့်ရဲ့စိတ်က very curious သိရမလားထာဝရအကြောင်းသူဆိုတော့ဘာလို့ဒီလိုမျိုးစောက်ထားလဲဘာဖြစ်လို့လူတွေကလာလဲဆိုပြီးတော့ information ကိုလေ့လာတဲ့အချိန်ကျစိတ်ဝင်စားဖို့ကောင်းတာကဒီ Starbucks coffee ရဲ့ founder အဲ့ founder ရဲ့စာအုပ်ကလည်းရွှေတို့ application မှာရှိပါတယ်ဒေတာထည့်ထားပေးပါတယ်တော့ဖတ်ကြည့်ပါအဲ့ founder ကအီတလီကိုလာရင်းနဲ့မှသူကအီတလီရဲ့ espresso လေးတစ်ခွက်ကိုတောက်ပြီးတော့မှအီတလီမှာအဲ့လိုမျိုး coffee culture ကိုသဘောကျပြီးတော့မှအမေရိကန်ကိုပြန်ယူသွားခြင်းတယ်ဆိုပြီးတော့သူ့ရဲ့ business ကအဲ့လိုမျိုးစခဲ့တယ် okay ဥမာအခုကမတို့ရွှေနှုတ်ဆိုရင်လည်းဘယ်လိုစခဲ့ရလဲ Australia မှာတငယ်ချင်းရွှေနှုတ်application လို့မျိုးပေါ့နော်စာအုပ်ဖတ်တဲ့ application လို့ပြပြီးတော့မှမြန်မာပြည်ရောက်ရင်လုပ်ချင်တယ်ဆိုရင်စံနှန်းနဲ့စခဲ့တယ်လို့မျိုးပေါ့နော်အဲ့လိုမျိုးစခဲ့ပြီးတော့မှအရန်အောင်မြင်သွားတယ်သူကဒီ founder ကအရန်အောင်မြင်ပေမဲ့သူကအီတလီကိုလာပြီးမဖွင့်ဘူးဘာလို့လဲဆိုတော့အီတလီရဲ့ coffee culture အရန် strong ဖြစ်တယ်သူတို့က coffee ကိုဂုံယူဝင်ကြွားစွာတောက်တဲ့သူတွေဖြစ်တဲ့အတွက်ပေါ့နော်လာမဖွင့်ဘူးဒီကမ္ဘာလုံးမှာပတ်ပြီး coffee ဆိုင်တွေဖွင့်တယ်ပြီးရင်သူတကယ်ဖွင့်မယ်ဆိုတော့အချိန်ကြတော့လေသူက America မှာလိုမျိုး fast food coffee လိုမျိုးသူကသိရမလားလာတော့ဒီမှာ take away cap နဲ့ယူသွားတဲ့ပုံစံမျိုးသူကမဖွင့်မဲနဲ့တကယ်ကို Italian ရဲ့ mindset နဲ့ဒီ Starbucks coffee နဲ့ပေါင်းပြီးတော့မှဒီလိုမျိုး museum ပုံစံမျိုးတေချာစနစ်တကျသူတို့ရဲ့ဂုံယူရတဲ့မျိုးလက်ကောင်းဒီမှာလာဖွင့်ပြီးတော့မှပထမဆုံးသူ့ရဲ့ coffee ဆိုင်ဒီဆိုင်ဖြစ်ပါတယ်အဲ့တော့ဒီကမ္ဘာလုံးမှာကြီးများတွေအကုန်လုံးလာလဲတယ် it's my emotion like တနေရာသွားပြီဆိုရင်အဲ့လိုကိုကရရောက်ပြီဆိုရင်သူ့ရဲ့ information သူ့ရဲ့သမိုင်းအကြောင်းသူ့ရဲ့ဘာကြောင့်မို့ဒီလိုမျိုးကြီးဘယ်လိုမျိုးစောက်ထားလဲဘာလို့လွေလာလဲဆိုတော့သိရခြင်းက is my happiness ပေါ့နော်အဲ့တော့ပြောရဲ့ဗီဒီယိုတွေကြည့်တဲ့ပရိသတ်တွေလည်းအဲ့လိုမျိုးဘူးတူတာတွေစိတ်ဝင်စားလို့ပြော follow လုပ်တယ်လို့ယုံကြည်ရဖြစ်တဲ့အတွက်ဒီနေရာကိုရောက်ရင်းနဲ့မှာအဲ့ဒီစိတ်ဝင်စားစရာကောင်းတဲ့သမိုင်းအကြောင်းလေးကိုမျှဝေပေးတာဖြစ်ပါတယ်အခုဒီနေရာမှာဆိုရင်ပေါ့နော်ရန်လူတွေမပြစ်သိက်ခံတာပြောတော့ဝင်ဖို့ဆိုရင်15မိနစ်လောက်မိနစ်20လောက်တန်းစီလိုက်ရသေးရပေါ့နော်ပြီးရင်အဲမှာလည်းထိုင်ဖို့အများကြီးစောင့်လိုက်ရတယ်ဘာလို့လဲဆိုတော့ very beautiful yeah ကိုတီတီရောဘယ်လိုသဘောရလဲကျွန်တော်ကအိမ်ကိုင်းဒီမှာတနေ့ကိုရှောက်လဲပြီးတော့မှအိမ်ငိုင်းနေဖြိုးကဒီမှာ information တွေကိုလေ့လာပြီးတော့မှဒီကိုပြန်ပြောပြသူကလည်းသူတီးပြီးသားနဲ့ပေါင်းဆက်ပြီးတော့နှစ်ယောက်သားပေါ့နော် information တွေ study လုပ်ရင်းနဲ့မှ enjoy လုပ်နေကြတာဖြစ်ပါတယ်အဲ့တော့အားလုံးပဲဘယ်လိုသဘောရပါသလဲ comment ထဲမှာရေးခဲ့ပေးပါဦးရှင်